မင်းအေးဆေးနေနေလားလို့နင်ကကျတော့အဲ့လိုတွေငါ့ကိုဆဲဆိုပြီးပြောသွားနင်ကောင်းလားတော့သူဆဲဆိုပြီးရိုင်းတယ်ကျတော့ကောင်းတယ်ငါပါစကတခုံးပြောရင်ကျတော့ငါမရိုက်နဲ့မတင်နဲ့လို့ငါပြောနေတယ်နေမကြောက်လားနေမကြောက်လားဟမ်အားလုံးပဲမင်္ဂလာပါဗျာဒီကနေ့မှာတကယ်ချင်းတို့ကိုကျွန်တော်တင်ဆက်ပေးသွားခြင်းတဲ့ဗီဒီယိုလေးကတော့ရက်သားလောက်ပဲရှိသေးတဲ့ကလေးမွေးထားတဲ့မိခင်တယောက်ကပေါ့နော်အိမ်တွင်းအကြမ်းဖက်ခံနေရတဲ့ဗီဒီယိုလေးကိုကျွန်တော်တင်ဆက်ပေးသွားခြင်းပါတယ်ဗျာတကယ်ချင်းတို့လည်းတည်ထားလို့ရအောင်ကျွန်တော်လည်းတူတူဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ကိုဖိတ်ခေါ်ချင်ပါတယ်ဗျာဘိုက်ကြီးနဲ့တော့ငါလည်းရိုက်ခံရတယ်အခုလည်းရိုက်ခံရတယ်ကလေးမှရက်သားပဲရှိသေးတယ်တခြားကောင်မတွေကိုပေါ်သမျှဟာတွေအကုန်လုံးကြည့်ပြီးစားဆုံးသိနေပြီအခုကျတော့ငါ့ကိုရိုက်ဘာဖြစ်လာလဲလို့ဘာဖြစ်ငါဘာရလွတ်လို့လဲရိုက်ဟမ်ဘာလို့လဲငါအခုနေငါ့ကိုရိုက်နေတယ်လေဘာလဲရတယ်လို့လဲအေးစနေတော့ကွာအေးစနေတော့ကွာခလေးရှိတယ်ကွာမင်းကလေမင်းစောက်တော့ကနေအော်တော့မသိနိုင်ဘာလို့မကောင်းလာလဲလုံးမင်းအဒီမတော့ငါကောင်းသိတယ်အဲ့ဒီချောတာတနိုင်ကလုံးသိရဟုတ်တယ်နင်ကဘာလို့အတွင်းကြကြဘလို့လဲငါဘယ်လိုသိရလဲလို့ဘလို့လဲငါသိတယ်လို့ရိုက်ငါဒီငါကောင်းနေငါဘယ်တော့ကောင်းတဲ့ခါငါဒိုးမှာဘောကတီးဘောငါဒိုးမှာတော့ဘာလို့ကောင်းတာလဲနေရလဲဟာပိုင်းစင်းလေကခလေးပဲငါကောင်းတော့ကောင်းကျတော့ငါလုပ်နေရလေဟာမင်းကဘယ်တော့ကောင်းနေရလဲငါအခုဗီဒီယိုရိုက်မှငိုပြမနေတော့ငါဘာလို့ငါကောင်းဘယ်တော့ကောင်းနေကောင်းလို့ဘယ်တော့ပြောဆိုလို့ဘယ်တော့မှမကောင်းပြောငါဘူးငါဒီပဲတချို့လောက်ကောင်းမှမကောင်းတာငါ့ကိုအားရှိရိုက်ဖို့နှပ်ဖို့လောက်ပဲမကောင်းငါဘာလုပ်နေတော့လဲငါသားရှိနေပြီငါကောင်းနေရငါကောင်းချိုးသားနေတယ်မင်းစိတ်ကဘယ်တော့မှပြုပြင်ဘူးငါမပြုပြင်အောင်ငါဘာများလုပ်နေလို့မပြုပြင်အောင်မင်းစောက်စိတ်ကစောက်အောင်တော့တရားဘယ်လိုမပြုပြင်တာတော့ငါဘာလုပ်နေလို့လဲဟမ်အဲ့ကိစ္စတွေကိုဆင်းသွားတယ်ပြီးသွားမဟုတ်လားအဲ့ဒါတွေကအခုပြောတာအဲ့ကိစ္စမပါဘူးငါနင့်ကိုပြောတာဒီတိုင်းပဲပြောလိုက်တယ်ငါကွယ်ရမှာအေးစစ်စစ်နေနော်တော့ငါဒီလိုလေးပဲပြောအေးဟုတ်ပြီလို့ပြောလိုက်မရဘူးလားအေးငါဘာလို့နေနေလို့လဲငါနင့်ကိုမြင်တယ်ဘာလုပ်နေတယ်လို့ဆွဆွဲနေတာမဟုတ်ဘူးငါဒီတိုင်းပဲပြောရတယ်လို့မင်းရှော့လိုက်မင်းဘာကွာလောက်ညောက်ကူရုပ်ပြီးသိနေရငါသူများဘသူမှအပြစ်မတင်ဘူးနင်ငါဘောမှာရိုက်တဲ့နေရာတွေကိုပြောနေတာမင်းတို့ကောင်းလို့ငါကျွတ်တော့ပြအောင်ဒီတော့ကောင်းကြည့်ဆိုတာမင်းတယောက်တည်းပဲမင်းစောက်ပြုံးနေစောက်ပြင်လူတယ်မင်းလာကူညီလားဘသူကူညီလဲမင်းတက်တဲ့လက်စင်းလို့လားဘသူကူညီမင်းလဲအခုငါပပတို့အပြစ်ပြောနေလို့လားပြောနေလေအခုမင်းတို့လို့လေမင်းတေလေပေါ့ကြတယ်တွေ့နေလေနင်ရိုက်တာဟုတ်ကျတော့ငါကောက်ခံနေရမှာပေါ့မင်းဘာကြလို့လဲဘာရလို့လဲအခုလိုသွေးနုသားနုဖြစ်နေတဲ့အချိန်မှာဒီလိုပြဿနာတွေဖြစ်တာကောင်မိန်းကလေးအတွက်တကယ်ကိုမှအနေရများတယ်ဗျာနော်အခုဒီမှာကလေးကိုလည်းနေအောင်မကလေးနဲ့လည်းဆောင်းရရတဲ့လောက်တော့ငါကလေးနဲ့လာပြီမင်းအေးဆဲနေတော့ငါနေကိုပြောနေရနော်နင်ငါ့ကိုမရိုက်ဘူးဆိုလို့ရှိရင်အေးဆဲမရိုက်ဘူးမင်းဖော်လို့လည်းမင်းတော့မရှိဘူးနင်ငါ့ကိုရိုက်တယ်လို့လုပ်တယ်လေအေးဆဲနေလို့ငါနေကိုပြောနေတော့ဘာအေးဆဲနေပြီငါဘီယူတိုင်ငါအခုချော်လုပ်နေရဘူးကောင်းနေနဲ့ငါဒီနင်ငါ့ကိုရောကထုတ်အောင်လုပ်နေတာလေတေးလိုက်အေးနင်ရိုက်တာငါသေးပါပဲပိုက်ကြီးနဲ့လည်းပိုက်ကြီးနဲ့မဆိုင်တယ်ကိုအခုကလေးမွေးပြီးတော့လည်းကလေးနဲ့မလို့နေရတော့လက်ပါကြည့်ပါလေလေမရပဲဒါပြောလေပြောတာနင်အတွက်ဘာရင်များနင်နာသွားလို့လားအေးဟုတ်ပြီလို့ပြောလိုက်မရဘူးလားငါ့ကိုလက်ပါကြမှာအကြောင်းရှိတယ်သူများက
လိုက်တာလာလိုက်တာနဲ့ကိုကလေးကျွန်တော်ရိုးနေနေကြီးပဲပြောတာပဲ မကလေးကကျွန်တော်ငါတကပြောလေ မပြောဘူးလားပြောပဲလေမနေနဲ့တော့ ငါတဲ့ချစ်လို့ဆက်ပဲငါတို့နှလုံးကအဲ့လိုပဲချစ်လိုက်ထလို့ပါပဲအဲ့လိုပဲပြောတာလေဒါကမဖြစ်နေပါဖြစ်နေတယ်စောစိတ်ဓာတ်ကမင်းတည့်ရတင်ကြီး တင်းမ တည့်ရတင်ကြီး တင်းမ မင်းစောက်ဖြစ်တယ်ဖြစ်တယ်တော့မင်းမကူညီတော့ကြည့်လိုက်မင်းစိတ်ကြီးတော့မကူညီတော့ငါဟိုလည်းပြောလိုက်မနာနဲ့လို့ တင်းမမလည်းငါတော့ခေါ်သွားမယ်တဲ့ကလေးကိုဘေးချပြီးတော့ဖုံးမဲ့သုံးနေတဲ့လူပါဗျာ ငါအခုဘာလုပ်နေလဲငါကလေးအဲ့ငါသုံးရတယ်ကွာငါဒီမှာပဲကွာမင်းလူတော့နားမလဲဘူးလားလူတော့ပြောနေရအောင် ရိုက်ချင်တယ်မလားရိုက်လိုက်ငါကလေးကလည်းလာနေပြီ တန်းနေမင်းအေးစင်းငိန်နေလိုက်လို့ငါပြောငါဒေါသထွက်လိုက်လို့မရဘူးနော် ဒီမှာလောက်ငါ့ကိုအရင်ရိုက်လေရိုက်လို့ငါတင်တာ ငါဘာနေကိုရိုက်လို့လဲနေငါဒီလိုလုပ်တာလေငါဒေါသမရဘူးနော်ငါမရဘူးနော် သိတယ် အေးတိတ်နေ သိ အေးစင်း တယ်သိတယ် ကွာငါဒီမဲ့ငါလုံးမမိမရဲ့ ကလေးကရက်သားလေးပဲရှိတာကိုဗျာနော်ခုလိုမိန်းမကိုနှိပ်စက်နေတာမျိုးကတကယ်ကိုအောက်တန်းချလွန်တဲ့ယောက်ျားဗျာနော် ဘာလဲဒီစံအောင်ထုတ်ရမလဲ ငါဟာငိန်လို့မလို့ငါအေးစစ်စစ်နေတယ်ငါကလေးနဲ့ငါ ငါဒီကငါဘာလုပ်နေလို့တဲလို့ငါဒီက အဲ့ဒါနဲ့ငါဘာပြောလို့လီးစိတ် တော်တော့ ပြောနေရတယ် ဒီမတကပိတ်နေတော့ရေ နေရကျွန်တော်ငါ့ကိုလူ မင်းကတော့ပိတ်လိုက်တော့ပိတ်မရဘူးလားပိတ်ထားရတော့ငါပြောတာရေ ငါ့ကို ဒီ ကျွန် လို တော် ရှိနေပြီမပြည့်စင်နေပြီ ငါဘာတွေနဲ့လောက်တယ်လို့ငါပြည့်စင်ရမှာ ဒီ လဲပြောတာ ငါဘာလုပ်လို့ငါဘာပြင်းခင်းပါလဲ အော်နေငါ့ကိုရှိုင်းနေရကျွန်တော်မပြည့်စင်တော့ဘူးလား ဟေ့မင်းကငါမဟုတ်တာငါပြောလို့ ဘာမဟုတ်တာပြောရတယ် ဟမ် ဘာမဟုတ်တာပြောရ အဲ့ တယ် ဒီဘာညာရေးဆောင်းကောင်းလို့ဆွဆွဲတာလေအဲ့ဒါကိစ္စဘာ အဲ့ဒါဆိုလို့ရှိရင်ဆေးရောက်မှတော့ကနေဘာလို့အတွေ့အကြက်အကုန် ဘယ် လုံး လို ပြော လဲ ရ တော့ လဲ တင်တာတော့တရံငုံသိနေပြီ အကောင်သိ ငါ တယ် လည်းမချဘူးငါဖះဆူးချိန်ဆိုရဲမိမနော်ငါလည်းစောက်ကောင်မရဲ့အဲ့ဒီကိုငါလုံးဝမချဘူးငါချိန်ပြောရငါပြီးတော့ငါပြောငါချိန်ပြောရဲတယ် နော် နော် မင်းကိုရှာတာမ တိ ရှာ တော့ဆိုတာတင်လဲပြလိုက်လို့ရှိရင်တက်လာတယ်သူတို့စောက်လို့တက်လာတယ်သလားတန်တိုင်းကလို့သိရကောင်မရဲ့ တာတယ်ဘီရဲ့တော့ ဒါနဲ့မင်းမစကားမင်းပဲပဲတိုက်ခိုင်းလေဒီမဲ့ဂျာရခလေးရကြည့်အောင်ငါပြန်တော့ပြန်လေမင်းစပတ်တော့ပဲလို့ နေဘာဖြစ်လို့ငါ့ကိုလီးဆဲချောင်းနေလေလီးဆဲကချောင်းနေငါ့ကိုထိုးမယ်လို့ပြောနေရတော့နေကကျွန်တော်ငါ့ကိုပြောရရင်ကောင်းလား မင်းအေးဆေးနေနေလားလို့ပြော နေကကျွန်တော်အဲ့လိုနေငါ့ကိုဆဲဆိုပြီးပြောသွားနေကောင်းလားတော့ နေတော့တော်တော်လေးကပြောနေတယ်လို့မင်းမတော်ဘူးဆိုရင်တော့မတော်နိုင်ဘူးလားဒီပဲစောဘောအကူတူပဲ သူဆဲဆိုပြီးရိုင်းနေတာကျွန်တော်ကောင်းတယ်ငါပါစကတကုံးပြောရင်ကျွန်တော်က မရိုက်နဲ့မတင်နဲ့လို့ငါပြောနေတယ်နေမကြောက်လားနေမကြောက်လားဟမ် ငါ့ကိုကျွန်တော်လူကပြောရင်လူလို့သိတယ်သူကကျွန်တော်လူမိုးလို့ငါ့ကိုရိုက်နေရလားစိတ်တကဘာမိုးလို့တော့တလိမ့်ဆန်မိုးလို့လားဒီလောက်ထိမိုက်ရိုင်းပြီးစော်ကားနေတဲ့ယောက်ျားမျိုးကိုဆက်ပြီးမပေါင်းတာပဲကောင်းတယ်ဗျာနော် လင်းနဲ့မရမှုလို့လင်းနဲ့မရမှုလို့မိမမသိအောင်နော်ဘာမှမလုပ်နဲ့ခွေရမှာဘာမှမလုပ်နဲ့နော်လို့အဲ့လိုပြောတာအော်ဘာမှမလုပ်ပါဘူးဘာလုပ်ရမှာတော့ကိုမိမနဲ့သားနဲ့ရှိနေရမယ်ရပြီလေအဲ့လိုမျိုးပြောလာ
အဲ့ဟာကိုဒေါသတွေထွက်ပြီးတော့ဘာလုပ်လို့လဲဘာဖြစ်တယ်ညာဖြစ်တယ်နဲ့မလေးတခြားကောင်မ HD ထွက်တာတွေကြတော့အကုန်သိတယ်အတွေးကြအကုန်ပြောပြနာမယ်မလေးသိလိုက်လားရှာကြည့်နေလို့လားလို့အဲ့လိုပြောတာစေးုံမှာတော့ငါအမလေးရှင်းပြနေရအမလေးသူများ HD ထွက်တာအခုကျတော့ဒီတခြားဘာမှမသိအောင်မလုပ်နဲ့နော်လို့အဲ့လိုမျိုးလေးပဲဒီလိုလေးပဲပြောတာ哦ဒေါသတွေထွက်ပြီးတော့လူကိုဘိုက်ကခွဲမွေးထားတာမို့လို့စကားကလည်းတော်ပြီးတော့လည်းပြောတယ်ကိုကလည်းဘာမှမလုပ်နိုင်ခုနကလည်းဟိုဟာရှည်တက်ဘုံအကြီးနဲ့သူကရိုက်မလို့နေငါဘာမှမလုပ်နိုင်ဘူးဆိုပြီးတော့လို့နိုင်ခြင်းတယ်လို့နိုင်ခြင်းတာလားလို့အဲ့အောင်ဂုံယူနေရလားလို့သူအဲ့လိုပြောအဲ့အောင်ကလေးကကလေးမမအိတ်နေတာ哦ကလေးကိုလက်ကြီးနဲ့စတိုက်တူကလေးကလန့်ဝါလူလည်းပါတယ်ထိုးနားတယ်ထိုးကောင်းတယ်ပေါ့ရှာကိုဝင်တဲ့တော့လည်းကိုဝင်တယ်အခုလည်းတဲ့ live ပေါ်မှာတင်ကြည့်ရတဲ့ရအောင်ပြတာမင်းဒီပဲမအေးကလေးဦးလေနာနေလို့ဘာဖြစ်တယ်ညာဖြစ်တယ်လို့သူများကလေးကျွန်တော်သူကတအားချစ်တယ်သူ့တွေ့သားလွယ်လို့တခြားကလေးဆိုသူတအားချစ်ငါကလေးကျွန်တော်သူများအရှိတာချစ်တယ်လို့နဲ့လောက်ပြတာဖတ်တော့ောက်တည်းရှိရဲဆိုလို့ရှိရင်ကလေးကိုရပတ်တယ်လို့နာနေလို့ကလေးပေါက်စနာလေးပဲသေးပေါက်ချီကိုဆိုအဲ့အနံတော့ကလေးပေါက်စာအနံတော့ရှိမှာပဲလေတော့ဘာဖြစ်နေလဲမင်းယူချင်လဲယူသွားဟဲ့လို့ငါတို့သားမင်းရောက်ထားရင်လည်းထားခဲ့လိုက်တော့လို့ပြောအခုလည်းခွဲထားတဲ့ဟာနာလို့ကိုသူကအဲ့လိုပြောနေဆိုပိုနာ ဒီဗီဒီယိုလေးကတော့အိမ်တွင်းအကြမ်းဖက်ခံနေရတဲ့ဗီဒီယိုလေးကိုတင်ရချင်းတွေကိုပြန်လည်ပြီးတော့မျှဝေပေးလိုက်တာပဲဖြစ်ပါတယ်ဗျဗီဒီယိုလေးကတကယ်ကိုစိတ်မကောင်းစရာဖြစ်ရလေးဗျနော်ကလေးရဲ့မျက်နှာလေးကိုမှမထောက်ဘူးဗျနော်ဆဲဆိုပြီးရိုင်းနှက်နေတဲ့ကတကယ်ကိုကြည့်ရတာစိတ်ထဲမကောင်းဘူးဗျနော်ဒီမှအတွက်လည်းဒီလိုဝှကျွေးတွေကနေအမြန်ဆုံးလွတ်ကင်းပါစေလို့လည်းကျွန်တော်ဆုတောင်းပေးချင်ပါတယ်ဗျဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့လည်းတကယ်ချင်းတော့ဘယ်လိုထင်ကြလဲဗျတကယ်ချင်းရဲ့အထင်မြင်လေးတွေကိုလည်းကျွန်တော်ရဲ့ comment လေးမှာရေးပေးသွားကြအောင်ဗျနော်အဆုံးထိလိုက်ပါကြည့်ရှုပေးလို့လည်းအားလုံးကိုကျေးဇူးပါဗျကျွန်တော်နောက်ထပ်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ကြအောင်မယ်ဗျနော်